သူ့မြင်တွေ့နေရတဲ့နေရာတော့ရှမ်းပြည်မြောက်ပိုင်းတာချီလိတ်မြို့နယ်မှာရဲမှာရှိတဲ့တာလီတောထဲမှာတွေ့မြင်ရတဲ့တတ်ထုဒူးဖော်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။တတ်ထုလဲဆိုတာတော့မသိရပါဘူး။မြင်တွေ့ရတဲ့အနေအထားတော့ကားတွေအဖိုးတွေနဲ့ဟုတ်ပြီးတော့ကားထဲထည့်ပြီးကားတွေကနေပြီးတော့နားပြီးတော့ထုတ်နေရပဲဖြစ်ပါတယ်။တတ်ထုဒူးဖော်လာလားကြောင်ဝေးလေးဒူးဖော်လာလားဆိုတာသူတို့ကိုယ်တိုင်မှဒီမှာပါ။အဲ့ဘက်လုပ်ငန်းခွင်တွေမှာမြန်မာလုပ်သားအများစုကားမောင်းတတ်တဲ့သူပတ်ဖုံးမောင်းတတ်တဲ့သူတွေတွားရောက်ပြီးတော့မောင်းနေကြတာဖြစ်ပါတယ်အများစုကတော့မြန်မာအများစုကတော့ဒီလိမ့်နယ်ဘက်ကတာလီတောထဲမှာဖြစ်ပါတယ်ဝါပြည်တဲ့ဘက်မှာလည်းအခုလိုလိုင်ကောင်းနေတဲ့တတ်ထုတူဖော်နေရလေအများကြီးရှိပါတယ်ဒီနေရာကိုမြန်မာတွေအများစုတွားရောက်ပြီးတော့လှုပ်ကင်နေကြတာတွေ့ရမှာဖြစ်ပါတယ်ဒါတော့ဘုဟုတုရအဖြစ်တင်ဆက်ပေးရခြင်းသာဖြစ်ပါတယ်